ခုရပိုင်းတောင်ကြီးကျိုင်းတော်လမ်းတွေအရန်ဆိုးနေတယ်လို့အများကဆိုပါတယ်အခုမြင်နေရတဲ့မြင်ကွင်းရတော့အခုနှစ်မိုးပိုင်းကာလတွေမှာတောင်ကြီးကနေကျိုင်းတော်ဘက်သွားတဲ့လမ်းရန်ကုန်ကနေတောင်ကြီးဘက်သွားတဲ့လမ်းတွေဟာအင်တန်ဆိုးဝါးနေပြီးတော့ယခုလိုခက်ခဲခဲသွားလာနေရတာကိုမြင်တွေ့ရပါတယ်ဒီလမ်းတွေပြင်ရန်ကုန်မြဝတီလမ်းတောက်လျှောက်ကော့ကရိတ်ကနေမြဝတီထိသွားရတဲ့လမ်းတွေကလည်းအင်တန်မှကျန်းတန်းနေပါတယ်စစ်ကောင်စီလက်ထက်လမ်းတွေမပြင်တာဘာကြောင့်လဲစီရေးရလားဘာလားဒါတွေကိုဝေဖန်နေကြချိန်မှာပဲဆရာနာမသိငင်ကာလကလေးကလည်းခုလိုတောင်တက်လမ်းတွေကအင်တန်ဆိုးရတယ်လို့ခီးသွားပြည်သူတွေကဆိုပါတယ်ဒါပေမဲ့အခုဆရာနာသိပြီးနောက်ပိုင်းတော့လမ်းကိုလုံးဝကိုမပြင်တော့ပဲထားတာဖြစ်ပြီးဒါကိုစီရေးရလို့အများကဆိုပါတယ်မြောက်ရီကော့ကရိတ်လမ်းတောက်လျှောက်ဆိုလို့ရှိရင် PDF gate တွေစစ်ကောင်စီ gate တွေ BGF gate တွေအပြင် KNU gate တွေအများကြီးကိုဖျက်ကျော်ပြီးလာရတယ်လို့အများကဆိုကြပါတယ်